ကုန်စဝိုင်းချတဲ့မြေတနေရာအစိမ့်သက်သက်မျိုးပြရဲ့ချာမှာနေဝင်ချိန်တိုင်းလွမ်းစိတ်ကဝင်လာအိမ်မက်ဟောင်းလေးတွေပြန်မြင်အောင်မိတာဟိုမှာဆိုရင်မေးချက်တဲ့ဟင်းနံလေးတငယ်ချင်းတွေနဲ့ဆုံတဲ့လမ်းထိန်လေးရာရာဟာအဝေးမှာကြံခဲ့ပေမဲ့ရင်ထဲမှာတော့မြဲတမ်းအသစ်ဆက်ဆက်လေးဒီမြေချမ်းမှာအလွမ်းတွေနဲ့ရုန်းကန်ရပင်ပန်းတဲ့အခါမိသားစုကိုတန်းတာငွေချမ်းလေးတွေမြင်ရင်ဆူတောင်းမိတဲ့နှွေးထွေးတဲ့အင်္ဂလိပ်စီအမြန်ပြန်ရောက်ဖို့ရာနှွေးထွေးတဲ့အင်္ဂလိပ်စီအမြန်ပြန်ရောက်ဖို့ရာလူစိမ့်တွေကြားတဲ့ပြုံးပြနေရပေမဲ့ရင်ထဲမှာတော့မွေးရမြေကိုတန်းတာစေဒီဇင်ဘာနေ့တွေဒါမှမဟုတ်သင်ချမ်းမို့ oh အမတ်တရားတွေကနှလုံးသားထဲမှာအပြည့်ဒီမြေချမ်းမှာအလွမ်းတွေနဲ့ရုန်းကန်ရပင်ပန်းတဲ့အခါမိသားစုကိုတန်းတာငွေချမ်းလေးတွေမြင်ရင်ဆူတောင်းမိတဲ့နှွေးထွေးတဲ့အင်္ဂလိပ်စီမြန်ပြန်ရောက်ဖို့ရာနှွေးထွေးတဲ့အင်္ဂလိပ်စီမြန်ပြန်ရောက်ဖို့ရာခဏတာဝေးကွာနေချင်းသာဖြစ်ပါစေစင်ပြေတဲ့တနေ့မှာအိမ်ပြန်ကြမယ်လေမောပန်းသမျှတွေအမေရင်ဝင်ထဲမှာချလိုက်ချင်ပြီးအမြန်ဆုံးအိမ်ပြန်လန်းစီမှာဒီမြေချမ်းမှာအလွမ်းတွေနဲ့ရုန်းကန်ရပင်ပန်းတဲ့အခါမိသားစုကိုတန်းတာဝေချမ်းလေးတွေမြင်ရင်ဆူတောင်းမိတဲ့နှွေးထွေးတဲ့အင်္ဂလိပ်စီမြန်ပြန်ရောက်ဖို့ရာနှွေးထွေးတဲ့အင်္ဂလိပ်စီမြန်ပြန်ရောက်ဖို့ရာစောင့်နေပေးပါအိမ်သားတို့ရေမကြခင်မှာအိမ်ပြန်လာခဲ့